စီးပွားရေးနဲ့ပတ်သက်ပြီးအောင်မြင်ဖို့အတွက်အချက်၃ချက်လိုအပ်တယ်တဲ့အဲ့ဒီအကြောင်း၃ချက်လိုအပ်တယ်အကြောင်း၃ချက်ဆိုတာနံပါတ်၁ကဘာလို့ဆိုရင်နေတယတမ္ပန္နအမိကောင်းရှိရစီးပွားရေးလုပ်တဲ့ပုဂ္ဂိုလ်ရဲ့အမိကောင်းဆိုဒီမှာငွေကြေးဌာနကျွယ်ဝတဲ့ပုဂ္ဂိုလ်ကငွေကြေးထုတ်ဆောင်ပေးခြင်းဟာဒါအမိကောင်းလို့ခေါ်တယ်ယင်းဒီလုပ်ဖို့ငွေမလုံလောက်ဘူးဆိုရင်ငွေထုတ်ပြီးအဲ့ဒါအမိကောင်းခဏခေတ်မှာဆိုလို့ရှိရင်ပုဂ္ဂိုလ်အမိကောင်းနေမဟုတ်ဘူးဗန်တွေကနေထုတ်ချေးပြီးတော့စီးပွားလုပ်ကြဗန်တွေရှိခြင်းဟာနေတယတမ္ပန္နအမိကောင်းလောက်တတ်ကြိုင်တတ်တဲ့ပုဂ္ဂိုလ်တွေဟာငွေကြေးဌာနရနိုင်နေတယတမ္ပန္နရှေးတုန်းကတော့ချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တွေကအရင်းအနှီးတွေကိုထုတ်ပေးလေးရှိကြအဲ့ဒီအရင်းအနှီးတွေကိုအခြေခံပြီးတော့ရောင်းတတ်ဝယ်တတ်တဲ့ပုဂ္ဂိုလ်တွေဟာအမြတ်တွေရပြီးတော့ချမ်းသာကြွယ်ဝသွားကြတယ်ဒီလိုဆိုပြီးအဲ့ဒါနေတယတမ္ပန္နလို့ခေါ်တယ်အမိကောင်းရှိရမယ်ဟုတ်မဟုတ်ကိုယ့်အကိုစဉ်းစားကြည့်ပေါ့စက်ပိုင်နေနော်ပွဲစားတွေကိုမှဘလို့အမိကောင်းနေရှိလဲစဉ်းစားကြည့်ဝေကြေးဒနာလုံးလိုအပ်တာတဲ့အခါမှာထုတ်ပေးတဲ့ပုဂ္ဂိုလ်ဒါတွေကိုအမိကောင်းနေလို့ပြောဒီတဲ့ပို့ပြီးတော့ကြည်အောင်မယ်ဆိုလို့ရှိရင်စီးပွားရေးနဲ့ပတ်သက်ပြီးအကြံပေးနိုင်တဲ့လူကြီးလူကောင်းတွေဟာနေတယတမ္ပန္နပဲပေါ့ကိုယ့်အတွက်အေးဝေကြေးဒနာဒီထုတ်ချေးတဲ့အမအစတောင်သူလယ်သမားတွေလည်းဒီအစိုးရတွေကနေအမတော်ချေးဆိုပြီးတော့ထုတ်ပေးတာဒါနေတယတမ္ပန္နထုတ်ပေးအတိုးနည်းနည်းနဲ့ထုတ်ပေးတဲ့အခါမှာလောက်တတ်ကြိုင်တတ်ရှိရင်ကြီးပွားတိုးတက်တယ်လောက်တတ်ကြိုင်တတ်မရှိဘူးဆိုရင်ကျွေးတင်တာနဲ့ဒုက္ခရောက်မမှန်ကန်ကန်လောက်တတ်ဖို့လိုတယ်ဒါကြောင့်ထုတ်ချေးတဲ့ပုဂ္ဂိုလ်ငွေကြေးအရင်ဒီပေးတဲ့ပုဂ္ဂိုလ်ရှိလင့်ကစားနောက်ထပ်လိုအပ်တဲ့အချက်တစ်ခုကဘာလို့ဆိုဝိဓုရကြိုးစားအထောက်မှုလိုအပ်တယ်စီးပွားရေးနဲ့ပတ်သက်ပြီးကြွကျင်လိမ္မာပြီးနေဗနာနာပါဆိုတာကြိုးစားအထောက်ဖို့လိုအပ်တယ်ဝေကြေးတော့ထုတ်ယူထားပါရဲ့ထုတ်ယူထားပြီးတော့တခြားနေရာတွေမှာသုံးဆွဲပြစ်ပြီးအလုတ်ကိုမှန်မှန်ကန်ကန်မကြိုးစားဘူးအလုပ်ငန်းမကျွမ်းကျင်ဘူးဆိုလို့ရှိရင်လည်းအဲ့ဒီပုဂ္ဂိုလ်ဟာကြီးပွားတိုးတက်နိုင်စွာမရှိဘူးဒါကြောင့်မို့မြတ်စွာဘုရားကထောင်းစိတ်အောင်ဟောတာနေတယတမ္ပန္နအမိကောင်းရှိရမယ်လို့ဆိုတဲ့ဝေကြေးထုတ်ပေးမဲ့ပုဂ္ဂိုလ်လည်းရှိတယ်မိမိကိုယ်တိုင်ကလည်းဝိဓုရကြီးမားတဲ့လုံလဝိရိယရှိတယ်ကြိုးစားတယ်အေးကြိုးစားရရလာလို့ဆိုမရဘူးနောက်တစ်ခုလိုအပ်ချက်ကဘာလို့ဆိုစက္ခုမှာစီးပွားရေးအမြင်ရှိရမယ်ရောင်းဝယ်လုပ်တဲ့အခါမှာအမျှော်အမြင်ဟာအမတန်မှအရေးကြီးတယ်ဒီချိန်ဒီကုန်အရေးကြီးတယ်ဟိုချိန်ဟိုကုန်အရေးကြီးတယ်အရင်ကဘယ်လောက်ရှိတယ်အမြတ်ကဘယ်လောက်ရှိတယ်ဆိုတာတွေကိုတွက်တက်ချက်တက်တဲ့စီးပွားရေးမျက်စိစီးပွားရေးအမြင်ရှိရမယ်ဟောမြတ်စွာဘုရားကဒီသုံးခုကိုဟောထားတာဒီသုံးခုနဲ့ပြည့်စုံလို့ရှိရင်တဲ့စီးစိမ်ဥစ္စာတွေမှာမကြခင်မှဖွံ့ဖြိုးတိုးတက်သွားနိုင်ပါတယ်လို့ဟောတာဟုတ်မဟုတ်ကိုယ်တိုင်လုပ်ကြည့်ကိုယ်တိုင်လုပ်ကြည့်မြတ်စွာဘုရားကအစဉ်တိုင်းဘယ်လိုဟောတော့ဆိုစက္ခုမှာစီးပွားရေးအမြင်ရှိရမယ်နံပါတ်1ဝိဓုရအမြင်ရှိတဲ့အတိုင်းကြိုးစားအထောက်မှုရှိရမယ်နေတယတမ္ပန္နလိုအပ်တဲ့ငွေအရင်ဒီဥစ္စာတွေထုတ်ပေးတဲ့ပုဂ္ဂိုလ်ရှိရမယ်အဲ့ဒီ၃ချက်နဲ့သာညီရင်မကြခင်ပဲတိုးတက်မယ်ဒီလိုဟောတာဒါလောကစီးပွားရေးနဲ့ပတ်သက်ပြီးမကြခင်ကြီးပွားတိုးတက်နိုင်တယ်လို့ဒီလိုဟောတယ်